မင်္ဂလာပါအဲ့တော့အချိန်ကာလ3ခု present past future ပြစ္ဆုတ်ပံအတိတ်အနာဂတ်ဆိုတဲ့အချိန်ကာလ3ခုမှာအချိန်ကာလတစ်ခုမှာပုံစံ၄မျိုးပြောလို့ရတာဖြစ်တဲ့အတွက်စုစုပေါင်းပုံစံ12မျိုးရှိပါတယ်အဲ့တော့အဲ့12မျိုးမှာဆိုလို့ရှိရင်ဒီ video file လေးမှာကျွန်မက present tense ဆိုတဲ့ပြစ္ဆုတ်ပံကာလမှာရှိတဲ့တတိယပုံစံလေးပေါ့ present perfect tense ဆိုတဲ့ပြစ္ဆုတ်ပံဖြစ်ပြီးကိစ္စရပ်တွေမှာသုံးတဲ့အကြောင်းအရာလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ present perfect tense ဆိုတာကတော့ပြစ္ဆုတ်ပံမှာဖြစ်ပြီးတဲ့ကိစ္စရပ်တွေမှာသုံးတယ်ဆိုတော့အခုလက်ရှိကျွန်တော်တို့စကားပြောနေတဲ့အချိန်မှာအတိတ်ကာလကဖြစ်ခဲ့တဲ့ကိစ္စတစ်ခုဟာဆိုရင်လက်ရှိစကားပြောနေတဲ့အချိန်ထိအကျိုးသက်ရောက်မှုရှိနေတဲ့အခြေအနေမျိုးမှာဆိုရင်ဒီ present perfect tense လေးကိုသုံးပါတယ် present perfect tense ရဲ့ပုံစံကတော့ have has plus verb 3ဖြစ်ပါတယ်အဲ့တော့ subject အနေများပေါ်မူတည်ပြီးတော့မှ have နဲ့ has အခုကရိယာလေးနှစ်ခုကိုခွဲသုံးပေးရပါမယ်အနောက်က main verb 3ကတော့ပုံသေးပဲဖြစ်ပါတယ်အဲ့တော့ငမီးကိုစောင့်နေတာတနာရှိပြီလို့ပြောမယ်ဒါဆိုလို့ရှိရင် तू အတိတ်အချိန်ကနေစောင့်ခဲ့တာအခုစကားပြောတဲ့အချိန်အထိဒီစောင့်နေဆိုတဲ့ကိစ္စကအကျိုးသက်ရောက်မှုရှိနေသေးတာဖြစ်တဲ့အတွက်ဒီ have has plus verb 3ပုံစံလေးကိုသုံးပါမယ်အဲ့တော့ I have waited for you for an hour နော်ပြီးတော့ तू က Oscar ဆုရထားပါတယ်ဆိုတော့ तू က Oscar ဆုကိုအတိတ်အချိန်မှာ तू ရခဲ့တာဒါပေမဲ့အခုလက်ရှိစကားပြောနေတဲ့အချိန်ထိ तू က Oscar ဆုကိုရထားရဲဆိုတော့အကျိုးသက်ရောက်မှုမရှိသေးဘူး Oscar ဆုဒီအကြောင်းတစ်ခုခုကြောင့်ပြန်ရုပ်သိမ်းခြင်းခံရတာမျိုးမရှိသေးဘူးเนาะဆိုလို့ရှိရင်ဒါဆိုရင်ဒီ Oscar ဆုရတယ်ဆိုတဲ့အကြောင်းဟာဆိုရင်စကားပြောတဲ့အချိန်ထိအကျိုးသက်ရောက်နေသေးတယ်ဖြစ်တဲ့အတွက်ဒီ have has plus verb 3လေးကိုသုံးပါမယ် he has won an Oscar ဖြစ်ပါတယ်Okay ဒါလေးကပထမပုံစံပေါ့နော်ဒုတိယပုံစံကတော့ကျမတို့အတိတ်တစ်ချိန်မှာလုပ်ခဲ့တဲ့ကိစ္စကိုပြီးမြောက်ကြောင်ပြောချင်တယ်ဆိုလို့ရှိရင် have has plus verb 3ဆိုတဲ့ပြစ္ဆုတ်ပံဖြစ်ပြီးပုံစံလေးကိုသုံးပါတယ်အဲ့တော့ဒီကျမကညစာစားပြီးပြီမို့လို့ထပ်ပြောမှမစားနိုင်တော့ဘူး sorry ပါ sorry I can't eat anymore as I have had dinner နော်အဲ့တော့ as I have had dinner ကျမညစာစားပြီးမို့လို့ထပ်ပြောမစားနိုင်တော့ဘူးအဲ့တော့သူကဒီအကြောင်းအရာကိုmeeting မှာဆွေးနွေးပြီးပါပြီhe has discussed at the meeting နော်သူဒီအကြောင်းအရာကို meeting မှာဆွေးနွေးပြီးပြီဆိုတဲ့အကြောင်းကိုအသားပေးပြီးပြောချင်တဲ့ဟာမျိုးမှာဒီ have has plus verb 3လေးကိုသုံးပါတယ် okay ဒါဆိုလို့ရှိရင်ကျွန်မအခုပြောသွားတဲ့ present perfect tense ပြစ္ဆုတ်ပံဖြစ်ပြီးကာလအတွက်သုံးရတဲ့ပုံစံလေးကိုကျွန်တော်တို့ဒီအတိတ်တစ်ချိန်မှာလုပ်ခဲ့တဲ့ကိစ္စရပ်တစ်ခုဟာစကားပြောနေတဲ့အချိန်ထိအကျိုးသက်ရောက်မှုရှိနေတယ်ဆိုရင်ဒီပုံစံလေးကိုသုံးပါတယ် have has plus verb 3ဖြစ်ပါတယ်နောက်တစ်မျိုးကကျွန်တော်တို့အတိတ်မှာလုပ်ခဲ့တဲ့အကြောင်းအရာတစ်ခုကိစ္စရပ်တစ်ခုဟာဆိုလို့ရှိရင်ပြီးမြောက်ကြောင်းကိုကျွန်တော်တို့အသားပေးပြီးမှပြောချင်တယ်ဒါလေးကလုပ်ပြီးပါပြီလို့ပြောချင်တယ်ဆိုလို့ရှိရင် have has plus verb 3ဆိုတဲ့ပြစ္ဆုတ်ပံဖြစ်ပြီး present perfect tense ဆိုတဲ့ပုံစံလေးကိုသုံးပါတယ် okay ဒါဆိုရင်ဗီဒီယိုလေးကိုခုလို့ကြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကနေအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ knowledge တွေရသွားမယ်လို့ထင်ပါတယ်အဲ့တော့အင်္ဂလိပ်စကားကိုအခြေခံကနေကျွမ်းကျွမ်းကျင်ပြောတတ်ချင်တယ်ဆိုရင်ကျွန်မရဲ့ Brilliant Future အင်္ဂလိပ်စာသင်တန်းမှာရှိတဲ့ Business English Speaking Course ကိုသင်ယူလို့ရပါတယ်ကျေးဇူးတင်ပါတယ်